အတ္တမနဲ့ဓမ္မကြားမှာနေနေတဲ့ကြားလူလို့ပြောတာမဟုတ်ဘူးเนาะအမှန်တရားကိုနှလုံးသားမှာစံထားထားတယ်လောလောဆယ်မှာကျွန်တော်ကဘယ်လိုပြောမလဲဒေါ်လာရေးတက်ဖွဲ့တွေမှာလည်းကျွန်တော်ကိုယ်တိုင်ကိုကြပေါ့လက်နက်ကန်ပြီးတော့ဘာဝင်တိုက်ခတ်တာမျိုးတွေကျွန်တော်မှမရှိသေးဘူးမလုပ်ဖြစ်သေးဘူးပေါ့เนาะအဲ့ဒီအချိန်မှာကျွန်တော်မှလက်ရှိအကြံဖက်ဖက်စစ်တပ်ထဲမှာလည်းမိတ်ဆွေတင်ငယ်ချင်းနဲ့ကျွန်တော်ရဲ့ဆောင်ရွက်ချက်တွေကိုအတိမတ်ပြုတဲ့စစ်တီရရှိတွေအများများရှိတယ်လို့ဒေါ်လာရေးရုံဝန်ထဲမှာလည်းပဲကျွန်တော်ရဲ့စိတ်နေစိတ်ထားနဲ့အားလုံးမှာပြည်ထောင်စုနိုင်ငံတော်ပုံမှာထားရှိတဲ့သဘောထားကိုနားလေလက်ခံတဲ့ဒေါ်လာတပ်သားတွေလည်းအများများရှိကြည့်တော့ကျွန်တော်အခုလွတ်မြောက်တဲ့တနေရာကိုရောက်လာပြီးတဲ့နောက်မှာကျွန်တော်ကနှစ်ဖက်စလုံးကဆိုစောစောပြောတဲ့စစ်တပ်အကြမ်းဖက်ဖက်စစ်တပ်တွေကရောဒေါ်လာရေးအင်အားစုဒီထဲမှာရှိတဲ့တိုင်းသားရောမြေပြန့်ဗမာရောအားလုံးရဲ့လက်ရှိဒီကနေ့ရင်ဆိုင်ကြုံတွေ့နေရတဲ့အခြေအနေတွေကိုသူတို့ရင်ဖွင့်သမျှကျွန်တော်ကကြားသိနေရပါတယ်ကျွန်တော်ရှိကိုတချို့ကယုံကြည်စွာနဲ့ပေးပို့လာတယ်စစ်တပ်တွေကလည်းသူတို့ရဲ့ဖက်စစ်မင်းအွန်လိုင်းအကြမ်းဖက်အုပ်စုလုံးဝပြိုပြတ်သွားအောင်ဝိုင်းကူညီဖို့အစဉ်သင့်ရှိနေတဲ့ဖရဲသီးတွေရဲ့ဆက်သွယ်မှုလည်းရရှိတယ်ဒေါ်လာရေးဘက်သားတွေဘက်ကလည်းသူတို့လက်ရှိပြင်ဆင်ထားတဲ့စုဖွဲ့ထားတဲ့မကြခင်မှာပွဲသိမ်းနိုင်ပိုင်းတော့မဲ့အခြေအနေတွေနဲ့ပတ်သက်တာလေးလည်းကြားသိရတယ်တို့ပေမဲ့ကျွန်တော်အခုအဓိကပြောချင်တာနှစ်ဖက်စလုံးအရန်စစ်ပန်းနေတဲ့အခြေအနေပါမင်းအွန်လိုင်းဖက်စစ်တပ်ထဲမှာလည်းပဲတချို့ဆိုရင်တက်မလိုက်နှစ်ကျော်လုံးဝနောက်တမ်းမပြန်ရဘဲနဲ့တဝဲလေဒီရှည်တန်းတဖြုတ်ဖြုတ်တည်မှာဥမာဆိုလို့ရှိရင်3လပိုင်းတော့တည်သွားတဲ့ခမ918ကတန်ရင်မှုလို့ပေါ့ဗျာအမြောက်ကြည်စံသူစကန်ကုန်းတဲကြာလာပြီးတော့တည်သွားတဲ့တန်ရင်မှုတွေအခုကြံခဲ့တဲ့သူမိသားစုတွေအတိဒုက္ခရောက်နေတဲ့အကြောင်းတွေပေါ့နော်အကုန်လုံးပေါ့ကြားရတာပေါ့နော်ဆိုကြတာပြောချင်တာဒီဘက်ကတော်လိုင်းအင်အားစုမှာလည်းပဲပြင်ပန်းစင်းရဲမှုတွေတချို့ဆိုရင်တော်လိုင်းရေးကနေပြီးတော့တော်ပြန်ပြေးတော်လိုင်းရေးလုပ်နေတဲ့လူတွေကတော်တဲ့လူတွေပြန်ပြေးကြအောင်လုပ်နေသလားဆိုတဲ့အခြေအနေမျိုးတွေလည်းတချို့ကပြောလာတာရှိပါတယ်ဒါတွေကိုလည်းကျွန်တော်တို့ကောင်းနားဆင်ပြီးတော့လေ့လာနေပါတယ်ဘာကြောင့်တော်တဲ့လူတွေပြန်ပြေးခြင်းတဲ့အခြေအနေတွေဖြစ်လာတာလဲတော်လိုင်းရေးကိုပြီးမြောက်အောင်ဘယ်လိုလုပ်ကြမှာလဲကျွန်တော်တို့စဉ်းစားကြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်စိတ်သက်ခွန်အားအနေနဲ့ကျွန်တော်ပေးချင်တာတခုကအခုအခြေအနေမှာတော်လိုင်းရံဝင်ထဲမှာအစားအသောက်အနေထိုင်စေဝါခေယံကြီးခါကြီးလက်နက်စတာတွေမလုံလောက်တော့အတွက်အမတန်သူတို့သွားရှင်ပြန်ရင်ဆိုင်တိုက်ခတ်ရတဲ့အကြမ်းဖက်ဖက်စစ်တပ်မှာတော့လူသားသိမရှိတာလက်နက်ဒီ .5 တွေကြီးတွေဒလခေါဘုံတွေလည်းဒလခေါသူတို့သုံးနိုင်ပြနေတယ်တချို့တွေကနည်းနည်းလေးစိတ်သက်ကြကျင်လာတယ်ပေါ့နော်ကိုတွေဘက်ကပြည်သူကလည်းတဆန်းသမျှတော့ထောက်ပံ့နေကြတာပေါ့တချို့ပြည်သူတွေကလည်းနည်းသွေးသွားတယ်တချို့ပြည်သူတွေကလည်းနည်းနည်းအနေဝေးသွားတယ်တချို့ပြည်သူတွေကလည်းပေးစရာမရှိတော့တော့အောင်စေတနာတရားလွယ်လို့ဘာမှမကြံတော့ဘူးကုန်သွားပြီအဲ့လိုမျိုးဖြစ်လာတဲ့အခြေအနေမှာကျွန်တော်ကစိတ်သက်ခွန်အားစေပြီးချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့အကြောင်းအရာလေးတစ်ခုနဲ့ကျွန်တော်တို့ကိုတွေ့ကြုံရတဲ့အကြောင်းအရာလေးတစ်ခုနဲ့ပတ်သက်လို့ပါဒီဟာနဲ့ပတ်သက်လို့လည်းစာရေးဆရာမင်းတင်ကတော်တော်လေးတော်တဲ့ပုံကိုပါဆရာပါသူကလည်းသူမိတ်ဆွေတက်ထဲကလူတွေပြောပြတဲ့အကြောင်းအရာလေးသူတီးမှတ်ထားပြီးတော့blog လေးတစ်ခုနဲ့ဇာညွှန်းပုံစံမျိုးနဲ့သူရေးထားတာကျွန်တော်ဖတ်လိုက်ရပါဒါတကယ်ကျွန်တော်ကိုတွေ့ဖြစ်စေကျွန်တော်တို့ကိုတွေ့ဖြစ်စေကျွန်တော်တို့ငယ်စဉ်ကကျွန်တော်16နဲ့19နှစ်ရွယ်ကကျွန်တော်စစ်တပ်ကတူတက်ခဲ့တယ်ဆိုတော့တီးပြအားလုံးလည်းတီးပါတယ်ပုံပုံလေးလေးပြောပြပါတယ်အဲ့ဒီမှာကျွန်တော်တို့လေ့ကျင့်ခန်းဝင်ရတဲ့ဖြစ်စဉ်တစ်ခုပေါ့နော်voice command ဆိုတဲ့အတန်ပိုင်းဆိုင်ရာအမိပေးတဲ့လေ့ကျင့်ခန်းတွေကိုလေ့ကျင့်ရတဲ့ဖြစ်စဉ်လေ့ကျင့်မှုတစ်ခုရှိပါတယ်ရှိတော့ဒီရှေ့ကနီးပြတွေကကျွန်တော်တို့ဘိုးလောင်းတင်တဲ့သားတွေကိုအော်ခိုင်းနေတယ်ကြီးတပွဲတတိအေးစေဒါသာတမျိုးပေါ့ဗျာစစ်မိတန်ပေးတယ်ပေါ့စစ်မိတန်ပေးတဲ့လေ့ကျင့်ခန်းကိုလုပ်ကြတာပေါ့ကျွန်တော်တို့ကရက်သူရက်သားနေပြီးတော့စစ်တပ်တွေရောက်သွားတဲ့လူတာမန်ဂီတာတီးတချင်းဆိုတန်ပလက်ဖောင်းမှာပဲဟီလီဝါလာအော်ခဲ့ဘူးတဲ့လူလောက်ရှိတော့တကယ်စစ်မိတန်တွေကိုလှုပ်တန်ကြီးနဲ့ကောင်ကြီးချစ်ပြီးတော့အော်တဲ့အတန်ထွက်လာတဲ့ဒီလေ့ကျင့်မှုဆိုတဲ့နေရာမှာကျွန်တော်တို့မလိုက်နိုင်ဘူးရှေ့ကတင်တဲ့နီးပြအော်ဒီတက်တော့ဘလောင်းတဲ့နိုင်မတော်နိုင်တော့အော်ချေကြီးတပွဲသည်အေးစေဒါသည်အဲ့ဆိုအော်နေဘာဖြစ်လာလဲဆိုတော့ကောင်ချစ်ပြီးအော်မှများတဲ့ခါလဲကြာအောင်ကျွန်တော်တို့ဘာဖြစ်လဲအတန်ပြောက်အဲ့လိုဖြစ်လုံးဝကျွန်တော်တို့အတန်ကြိုးတွေကမလှရှားနိုင်တော့အတန်မထွက်တော့သူကလည်းပန်းနေအရန်ပန်း
အော်ချစ်အော်လေးလေပဲထွက်တော့တယ်ဘာလို့ဒီမန္တလေးအစာစားလို့ဖြစ်တာအဲ့လိုဖြစ်ဒါတကယ်ဒါပေမဲ့အဲ့ဒါကိုကျွန်တော်တို့ကမလျှော့ပဲအတန်ဝင်သွားပြီလုံးဝအတန်ကျိုးနာသွားပြီနောက်နေ့ထပ်အောင်ကြီးတပွဲစီအဲ့ဒီမှာကျွန်တော်တို့ကဖြည်းဖြည်းအတန်ထွက်လာနောက်မကြဘူးဗျာကျွန်တော်တို့ဒီငငယ်တုန်းကကျွန်တော်တို့ပါဇက်ကထွက်မယ်လို့တော့မထင်ရတဲ့အောင်မြင်တဲ့အတန်ပေါ့နော်ဒီပြီးတဲ့100 200 300လောက်ရှိအားလုံးကြားလောက်အောင်ပြောနိုင်တာလောက်တဲ့အတန်ကျေလောင်မှုထွက်လာစစ်မိတ်တန်နဲ့ပြည်ပြင်းနဲ့နော်မာကြောခက်ထန်ပြီးတော့အမိတ်နားထောင်မဲ့လူမှာစက်သိမ်းမွင်းရင်ဘယ်ထသွားလောက်တဲ့ဒီလှိုင်တန်ပေါ့ကျွန်တော်တို့ရှခင်ကနေထွက်လာဒါကြောင့်မလို့တချို့စစ်ဖို့စစ်သားတွေစကားပြောရင်အတန်အောတယ်ဩဇာတန်ပါတယ်ဆိုတာလေ့ကျင့်ယူတာဒါပေမဲ့တချို့ကဩဇာတန်ပါအောင်တော့ကျောင်းတော်ကလေ့ကျင့်ပေးလိုက်ပြီမဲ့ဂုံတိတ်ခါဇာရိတမမှန်တော့သူ့ရဲ့ဩဇာတန်ဟာကြာကူလီတန်မြေခွေးကြောင်သူတော်တန်ဖြစ်ပြောင်းသွားတာပေါ့နော်ဒါကြောင့်စကားဆက်အဲ့တော့ကျွန်တော်ပြောချင်တဲ့အဓိက message ကခုလက်ရှိစစ်မြေပြင်မှာအရန်ကိုပြင်ပန်းခက်ထန်ပြီးတော့စိတ်သက်ပြက်အာရောနေပြီဆိုတော့မောင်မယ်အတီးတီးကိုကျွန်တော်စိတ်သက်ခွန်အားပေးတာပါကျွန်တော်ကိုယ်တိုင်လည်းမြေပြင်ကိုဆင်းလာနိုင်မှုစူးစမ်းပါမယ်စူးစမ်းနေပါလေအခုလောလောဆယ်တော့ပေးနိုင်တဲ့စိတ်သက်ခွန်အားကလူကြီးမင်းတို့သူရဲကောင်းတို့စစ်တီတို့အမောင်စစ်တီတို့အမေစစ်တီတို့အခုချိန်မှာအရန်ပြင်ပန်းနေတချို့ဆိုရင်စောစောကကျွန်တော်တို့မန္တလေးအတန်ထွက်မယ်ဆိုတဲ့အနေအထားမျိုးဖြစ်တဲ့ဒီအတန်မထွက်တော့လို့ချင်တော့မကန်ချင်တော့တော်လိုင်းကြီးကတော်ပြန်ပြေးဖြစ်လာပြီဆိုတော့တစ်ဖက်ကတွေးခွဲလာတဲ့စိုက်ဝါးနဲ့တချို့သောသူတွေခံစားချက်တွေအရတော်ရဲလူပြန်ပြေးကျင်လောက်အောင်ချီနေတွေကမပြေဆုံးဘူးလားတော်လိုင်းကြီးကပြီးတော့ပြီးနိုင်မှာမလားဖက်စစ်တပ်ကအဟုန်ချင်းနဲ့သူတို့ပုံမပြတ်ဖြစ်အောင်အတက်နဲ့ဆုံးပုံဖွဲ့ပြီးတော့ဟန်ဆောင်နေတာကိုကျွန်တော်တို့ဘက်ကသူတို့အောင်မြင်နေပြီးတော့ထင်နေကြတာလားအဲကျွန်တော်ကြံပေးခြင်းနဲ့အတန်ကုန်တဲ့အထိကျွန်တော်လေ့ကျင့်ပြီးတဲ့နောက်မှာတဖြည်းဖြည်းထွက်လာတဲ့အတန်ဟာစစ်မိတ်တန်ပီတောက်လုံးဝဩဇာတန်လေးနဲ့တဲ့အတန်ထွက်လာတယ်အခုရဲဘော်တို့လည်းအင်ကုန်အားကုန်အနေထိပင်ပန်းခက်ခဲကြမ်းတမ်းဆုံးတွေကြုံခဲ့ပြီမကြခင်မှာတော့တိုက်ပွဲစင်အောင်မြင်မဲ့အနေအထားတွေရောက်လာတော့မယ်စိတ်ဓာတ်ခွန်အားလုံးဝမကြပါနဲ့မတိအောင်ကျမ်းမာရေးဆိုးဝါးစွာထိခိုက်မှုမဖြစ်တော့အောင်လေ့ကျင့်ပြင်ဆင်စုဖွဲ့ရင်မကြခင်မှာပွဲသိမ်းတိုက်ပွဲကြီးတွေနဲ့မင်းအောင်လည်းနဲ့ဖက်စစ်ရာဇဝတ်ကောင်တစုကိုမြမမြေပေါ်ကမ္ဘာမြေပေါ်ကဖယ်ရှားဖို့ကျွန်တော်တို့စူးစမ်းကြမယ်အဲ့တော့စောစောကျွန်တော်ပြောတဲ့စစ်တင်ကန်းစာလေးကိုနှလုံးသွင်းမှာတာဝေးအပြေးသမားတယောက်ကပန်းဝင်ခါနီးအချိန်ကိုနှလုံးသွင်းမှာပန်းဝင်ခါနီးအချိန်ကမောပန်းဆုံးချိန်ဆိုတာတာဝေးပြေးဘူးတဲ့လူတွေအပြေးသမားတိုင်းတည်တယ်ပန်းနိုင်ကိုလှမ်းမြင်နေရပြီတိုးတော့ကြွတက်ချင်နေပြီမပြေးနိုင်တော့ဘူးနှလုံးကြီးပွင့်ထွက်တော့မလဲမောဟိုင်းနေပြီဒါပေမဲ့မလျှော့တော့ဇွဲနဲ့ငါဒီပန်းနိုင်ကိုရောက်မှငါတောင်းကြည်မယ်ဆိုတဲ့နော်ခံကျက်နဲ့စိတ်ကိုစက်တင်မှာနော်အာကောင်နဲ့ပျောက်သွားတဲ့အတန်ပြန်ထွက်လာကြာနေတဲ့စိတ်ဓာတ်တွေပြန်တက်လာမြင်နေရတဲ့ပန်းနိုင်ကျွန်တော်တို့မလန်းမကမ်းမှာရှိနေပြီဒီသူတရားတော်လည်းအခုအရင်တော့သွေးခဲ့တယ်လို့ထင်ခဲ့ရတဲ့ပုံကိုလူဒန်းစားမျိုးပြခုဆိုရင်လည်းတော်တော်ကိုနိုးထားလာပြီနိုးကြားလာပြီငါတို့မလုပ်လို့မဖြစ်တော့ဘူးဆိုတဲ့ယူညီချက်တွေပေါ်လာပြီနော်အခုဖြစ်နေတဲ့ပြစ္စကအခြေအနေတွေကြည့်လိုက်နော်မျိုးပြအားလုံးဟာတော်လန်ရေးအတွက်အသင့်ဖြစ်နေဖက်စစ်မင်းအွန်လိုင်းနောက်လိုက်တွေကိုခြေမုံဖို့လူတိုင်းကနော်ဓာသွေးအားမွေးနေပြီမကြခင်တနေ့မှာနော်ကြီးလက်မျိုးပြမကြံဒီတိုင်းဖက်စစ်မင်းအွန်လိုင်းလက်အောက်မှာဆက်နေလို့ငါတို့ဘွားတွေထူးလာမှာမဟုတ်ဘူးမထူးတော့ပါဘူးကွာရတဲ့နေရာကဝင်လုံးမှငါတို့သားသမီးတွေအနာကစိတ်ချရမယ်ဆိုတဲ့သဘောထားတယ်လူတိုင်းမှာတဖြည်းဖြည်းပိုကျေပြလာလူတိုင်းလို့ကျွန်တော်ဆိုလိုတယ်နော်ဖက်စစ်မင်းအွန်လိုင်းအောက်မှာလုံနေတဲ့လူတိုင်းထဲမှာပါတယ်ဖက်စစ်မင်းအွန်လိုင်းမြောက်ပွင့်ပြီးခိုင်းစီပေးခဲ့တဲ့မဘာသာအုပ်စုထဲမှာလည်းလူတိုင်းထဲမှာပါတယ်အရင်တော့တိုင်းသားရေးပါကွာဗမာရေးနဲ့မဆိုင်ဘူးဆိုတဲ့လူတွေလည်းလူတိုင်းထဲမှာပါတယ်အရင်တော့မင်းအွန်လိုင်းပြီးမဲ့ကျွေးအယိုးရင်းလေးတွေကိုကိုက်ပြီးငါတို့တော့အခွင့်အရေးလူဒန်းသားဖြစ်နေသွားခင်ရလိမ့်မလားအဖလှုပ်တာမှန်ပါတယ်လို့ပြောခဲ့တဲ့လူတွေလည်းလူတိုင်းထဲမှာပါတယ်နော်အဲ့တော့ဒီလူတိုင်းကမထူးတော့ပါဘူးကွာလို့တွေးပြီးသွားပြီဖက်စစ်မင်းအွန်လိုင်းနဲ့လူစုခင်ဗျားတို့အနာဂတ်ကိုခင်ဗျားတို့စဉ်းစားပါဗျာဘာနဲ့ရွေးမလဲဂရာဖီနောက်လိုက်မလားစက်တန်မူစင်နောက်လိုက်မလားကြိုက်တဲ့နေရာကိုရွေးကိုလူအစင်းသစ်ရှိနေပြီ